ပြန်လိုက်ဖြစ်ပါတယ်ဒီနေ့ကတော့ ID လေးတွေတင်မှာဖြစ်ပါတယ်အရင်ကတစ်ခုကဟိုပါပေါ့နော်ဒီမင်းကလေးအိမ်ရဲ့အပေါ်ထဲမှာရှိရဟာလေးပေါ့နော်ဒီနမရထုတ်ပြထားတဲ့မီနူတဲ့ဝင်မှာပြီးရင်တော့ဒီ prompt ဆိုတဲ့ထဲဝင်မှာပြီးရင်တော့ search by plus id ဆိုတဲ့ဟာလေးတွေဝင်မှာပြီးတော့ဒီထဲမှာရတဲ့ element ထည့်ပေးရမှာပဲဖြစ်ပါတယ်အဲ့ဟာ651 ဟုတ်တယ်ဒီ okay ကိုနှိပ်မယ်ပေါ့နော်ဒီနားက down ဆိုတဲ့ဟာလေးပေါ့နော် down ဆိုတဲ့ဟာလေးကိုနှိပ်မယ်ပြီးရင် okay ကိုနှိပ်မယ်ခဏစောင့်မယ်ပြီးရင်တော့ဒီ download ဆိုတဲ့ဟာလေးကိုနှိပ်မယ်ပြီးရင်တော့ဒီ no လေးကိုနှိပ်လိုက်မယ်ဝင်มาแล้วပြပါနော်ဒီနားကငဲ့အောင်မျိုးဖြစ်နေပါတယ်ဒီနားလေးကိုသွားလိုက်ပါဒီနားလေးပေါ့နော်ပြီးတော့တရားလေးပေါ်လာရင်တရားလေးကိုနှိပ်လိုက်ပါအဲ့ဆိုရင်ဒီကိုက်ကြလာပါမယ်မကြည့်ပါကြားတော့ပြီနောက်ထပ်တစ်ခုကတော့ခုနလိုပဲဝင်ပါမယ်ဒီနားဒီက3ခုပဲတင်မိမှာနော်အဲ့ဟာလေးကပိုင်းနာမည်ဖြစ်ပါတယ်6519 4366133ဟုတ်ပါတယ်ပြီးတော့ထောင်းနေ okay နေပြီးရင်တော့ထောင်းလောက်ကိုနေပါနော်ဒီ no နှိပ်လိုက်ပါမယ်ပြီးရင်ရပါရင်တော့ဒီ no လေးကိုနှိပ်လိုက်ပါဒီမှာပေါ့နော်ဒီ pop ပဲဖြစ်ပါရှင်မှာပေါ့နော်ဝင်ပေါက်ရှိပါတယ်ဝင်ပေါက်ကဒီဘက်ကနေဝင်ရတာပဲဖြစ်ပါတယ်ပြီးရင်လည်းဒီဟာလေးအဲ့နှစ်ခုဟိုပေါင်းပြီးတော့ရိုက်ပြီးမယ်ပေါ့နော်နောက်ဗီဒီယိုမှာအဲ့ဒီနှစ်ခုလေးကိုပေါင်းပြီးတော့ရိုက်ထားတာလေးကိုတွေ့ရပါမယ်အဲ့ပြီးရင်တော့နောက်ထပ်တစ်ခုလုပ်ပါမယ်နောက်ထပ်တစ်ခုကဖုန်းကောက်ကောက်ကုန်ငါ36ခုနှစ်ဘာနာအေးလေးပဲဖြစ်ပါတယ်ပြီးရင်ဒုက္ခလည်းအပေါ်လေးလေးရှိပါသေးတယ်ဒီနာခုနလေးကဒီအောင်မပိတ်လိုက်ဘူးဆိုတော့ဒီအောင်ပိတ်တိုင်းဒီလိုမျိုးဖြစ်နေမယ်ပေါ့နော်ဖွင့်လိုက်မယ်ဆိုတော့ဒီဖြစ်တော့မယ်အဲ့ဆိုရင်တော့ bye bye ညဗီဒီယိုကြည့်ဖို့လုပ်ကြည့်ပါ bye bye